ပြည်သူလူထုတွေအနေနဲ့မိမိကိုကြိုးစည်းပွားအတွက်တိုင်းပြည်ကိုချစ်ရန်ဆောင်တဲ့လူတွေကိုမင်းပေးမိဖို့လိုအပ်တယ်လို့တိုင်းလည်ရှမ်းပြည်မျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှဥက္ကဋ္ဌဆိုင်းထေအောင်က CNN သတင်းဌာနကိုပြောပါရယ်မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1ကို၎င်း2026ခုနှစ်ဇန်နဝါရီ17ရက်မှာရွေးကောက်ပွဲအပိုင်း2ကို၎င်းဇန်နဝါရီလနောက်ဆုံးပတ်မှာရွေးကောက်ပွဲအပိုင်း3ကို၎င်းကျင်းပမှာဖြစ်ပါတယ်နိုင်ငံရေးသမားဆိုတာကကိုလူမျိုးကိုတိုင်းပြည်အကျိုးမြတ်ရှိမယ်ဆိုရင်ဘယ်သူနဲ့မဆိုပေါင်းတင်ဆက်ဆံနိုင်ရမှာဖြစ်ကြောင်းတိုင်းပြည်နဲ့ပြည်သူကိုချစ်ရန်ဆောင်ပြီးကိုကြိုးရှာနေသူတွေကိုမင်းပေးမိဖို့လိုအပ်တယ်လို့တိုင်းလည်ရှမ်းပြည်မျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှဥက္ကဋ္ဌဆိုင်းထေအောင်က CNN သတင်းဌာနကိုပြောပါရယ်နိုင်ငံရေးသမားဆိုတာတော့ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်ရတာလေအဲ့တော့ခဏပြောလုံးကပြောတဲ့စကားလုံးလေးတွေကတော့ဒါရန်သူလည်းမဟုတ်ဘူးကျွန်တော်တို့ကတော့တိုင်းပြည်တက်ကိုရှေ့ချူပြီးတော့ပြည်သူနဲ့ဆိုတက်အောင်ပေါင်းမှတိုင်းပြည်နဲ့ပြည်သူမျက်နှာကိုကြည့်ပြီးအလုပ်လုပ်တဲ့လူကိုတော့မေးပေးပြီးရှင်းနေကြတယ်